ကားတစ်စီးကိုဖျက်ဆီးဖို့ဘယ်လောက်ကြာမယ်ထင်ပါတယ်လဲတနာရီလားတရက်လားမဟုတ်ပါဘူး15စက္ကန့်ပဲကြာပါတယ်ဒီကဘာပေါ်ကအမြန်ဆုံးနဲ့အဆန်းဆုံးကားဖြတ်ဆက်ယုံကြီးတွေအကြောင်းကျွန်တော်တီဟာကပြောပြပေးပါမယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတန်တယ်ကြီးတွေအဖြစ်မြင်တွေ့နေရတဲ့ကားတွေဟာသူတို့ရဲ့တက်တန်းကုန်ဆုံးသွားတဲ့အခါဒါမှမဟုတ်ပြုပြင်လို့မရနိုင်တော့တဲ့မတော်တဆမှုတွေကြုံရတဲ့အခါဘယ်ရောက်သွားသလဲဆိုတာတွေးဖို့ပါသလားလမ်းဘေးမှာတန်ချီတက်ပြီးအမိုက်ဖြစ်သွားမှာလားမဟုတ်ပါဘူးခင်မီရဲ့ကားပြန်လဲတုံးချရေးစက်ရုံ car recycling plant ကြီးတွေမှာတော့ဒီကားကြီးတွေဟာစက္ကန့်ပိုင်းအတွင်းမှာပဲတန်ဖိုးရှိတဲ့ကုန်ကျန်းတွေအဖြစ်အသွင်ပြောင်းသွားကြပါတယ်ကားတစ်စီးကိုစက်ထဲမကြိတ်ခင်အရင်ဆုံးလှုပ်ဆောင်ရတဲ့အဆင့်ကတော့အစိတ်တောက်ဖယ်ရှားခြင်းပဲဖြစ်ပါတယ်ကားထဲမှာပါတဲ့ engine wine brake seat gear seat နဲ့အရေးခံရေးခိုးဝမ်းတွေကိုစနစ်တကျစုပ်ထုတ်ရပါတယ်ဒီအရေးတွေဟာမြေကြီးတဲ့ကိုစိတ်ဝင်သွားရင်ပတ်ဝန်းကျင်ကိုဆူဆူရွရွညဉ့်ညမ်းစေနိုင်လို့ပါအဲ့ဒီနောက်မှာတော့ဘက်ထရီနဲ့တာယာတွေကိုဖယ်ရှားပါတယ်တာယာတွေကိုတော့လမ်းခင်းတဲ့နေရာမှာဖြစ်စေအားကစားကွင်းတွေရဲ့ကျန်းပြင်ခင်းတဲ့နေရာမှာဖြစ်စေပြန်လည်အသုံးပြုဖို့တည်တံ့ခွဲထုတ်လိုက်ပါတယ်ဒုတိယအဆင့်ကတော့အဖိုးတန်ပစ္စည်းတွေကိုရှာဖွေတာပါကားတစ်စီးလုံးမှာတန်ထက်တောင်ဈေးကြီးတဲ့ပစ္စည်းတစ်ခုရှိပါတယ်အဲ့ဒါကတော့အိတ်ဇောပိုက်မှာတက်ဆင်ထားတဲ့ catalytic converter ပဲဖြစ်ပါတယ်ဒီအထဲမှာ platinum, platinum နဲ့ palladium, palladium လိုမျိုးရွှေထက်ဈေးကြီးတဲ့သတ္တုတွေပါဝင်တာကြောင့်ဒါကိုတိတိကျကျခွဲထုတ်ရပါတယ်ဒါအပြင် engine နဲ့ gear အိတ်တွေတဲကကောင်းသေးတဲ့အစိတ်ပိုင်းတွေကိုလည်းအပိုပစ္စည်းဈေးကွက်အတွက်ဖယ်ရှားသိမ်းဆည်းပါတယ်အခုဆိုရင်အလိုအပ်ဆုံးအချိန်ကိုရောက်လာပါပြီအဲ့ဒါကတော့The Shredder လို့ခေါ်တဲ့အေယာမကားချိတ်ဆက်ကြီးတွေကိုထည့်လိုက်တဲ့အချိန်မှာပဲဒီဆက်ကြီးဟာကားတစ်စီးလုံးကိုစက်ကူတစ်ရွက်ကိုစုပ်ဖြဲတယ်လို့မျိုးအလွယ်တကူပဲဝါးစားပြစ်နိုင်ပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲကားကိုယ်တဲ့ကြီးဟာလက်သီးဆုပ်ရွယ်တန်စတုံးလေးတွေဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီနောက်မှာတော့အေယာမတန်လိုက်ကြီးတွေကိုသုံးပြီးတန်နဲ့တန်မဏိတွေကိုတီးတန့်ခွဲထုတ်ပါတယ်အလူမီနီယံနဲ့ကျင်းနီလိုမျိုးတန်လိုက်နဲ့ဆွဲလို့မရတဲ့သတ္တုတွေကိုတော့လေပီအားသုံးနည်းပညာနဲ့ခွဲထုတ်ပြီးအရေးကြိုစက်ရုံတွေကိုပြန်ပို့ပါတယ်ဒီလိုမျိုးစနစ်တကျ recycle လုပ်ခြင်းအဖြစ်ကားတစ်စီးရဲ့15%ကိုနောက်ထပ်ပစ္စည်းအသစ်တွေအဖြစ်ပြန်လည်သုံးချနိုင်ပါတယ်။တဘာဝကနေတန်တတုအသစ်တွေတူးဖော်ရတာထက်စွမ်းအင်ကိုအများကြီးတက်တာစေတယ်လို့ကဘာကြီးရဲ့တယံဇာတတွေကိုလည်းထိမ့်သိမ်းရရောက်ပါတယ်။ဒါကြောင့်ကားတစ်စီးကိုဖျက်ဆီးတယ်ဆိုတာတကယ်တော့အဆုံးသက်တာမဟုတ်ပဲနောက်ထပ်အသစ်တစ်ဖန်မွေးဖွားဖို့အတွက်ပြင်ဆင်တာပဲဖြစ်ပါတယ်။အခုဆိုရင်တင်စီးနေတဲ့ကားလေးဟာနောက်တစ်ချိန်မှာအချိုရည်ဘူးခွန်လန်ခင်းတရားဒါမှမဟုတ်နောက်ထပ်ကားအသစ်တစ်စီးရဲ့ကိုယ်တည်းဖြစ်လာနိုင်တယ်ဆိုတာတိလောက်ပြီးပေါ့အမိုက်ဆိုတာတကယ်တော့နေရာမှာနေတဲ့ရတနာတွေပါပဲ